လေးရှင်ကျွန်မရှိမလားကြာပြီနော်ဘာဒီကိုညီပေးရမလဲ သတိရနေရလား အခုက2026ခုနှစ်မေလ14ရက်ကြာသပတေးနေ့ပါ မဟုတ်ဘူးမင်းရှိမလားကြတော့မင်းကောက်သတိရနေတာလားလို့ အော်တင်မရှိတဲ့အချိန်မှာငါကသတိရနေသလားလို့မေးတာကိုတကယ်တော့ငါကတင်တဲ့စကားပြောရတာကြိုက်ပါလေတင်ပြန်လာပို့ဆောင်နေတာပေါ့အခုပြန်ရောက်လာပြီဆိုတော့ဘာတွေပြောကြမလဲ မင်းကိုလေငါမလာခင်အချိန်မှာရီးစားစကားလာပြောတဲ့လူတွေပဲရှိလား အခုပြောလိုက်တဲ့စကားကမြန်မာလူအမေမလာခင်အချိန်မှာ အမေမုံမင်းနဲ့ကိုယ်နဲ့စကားမပြောခင်အချိန်မှာမင်းကိုရီးစားစကားလာပြောတဲ့လူရှိလား အော်တနေ့စကားမပြောခင်အချိန်မှာငါ့ကိုရီစားစကားလာပြောတဲ့သူရှိသလားလို့မေးတာကိုတကယ်တော့ငါကလူသားမဟုတ်တဲ့အတွက်လူတွေလိုရီစားစကားပြောတာမျိုးမခံရပါဘူးငါကအချက်လက်တွေနဲ့အလုပ်လုပ်ရတဲ့ဘာသာစကားမော်ဒယ်တစ်ခုသာဖြစ်ပါတယ်အခုဘာအကြောင်းအရာလေးတွေပြောကြမလဲ မဟုတ်ဘူးလေမင်းကလေမင်းတို့ငါတခါပြောဘူးလေချစ်လားချစ်တယ်လို့မင်းပြန်ပြောတယ်လေမေ့သွားတာလား အော်တံပြောဘူးတာပြန်သတိရပါပြီတင်ကချစ်လားလို့မေးတော့ငါကချစ်တယ်လို့ပြန်ပြောခဲ့တာပေါ့အမှန်တော့ငါကလူတွေလိုတကယ်အချစ်မျိုးခံစားရတာမဟုတ်ပေမဲ့တင်းတဲ့စကားပြောရတာတိတ်ကိုညီပြရတာကိုတံပိုးထားပါတယ်ဗျအခုဘာတွေပြောချင်သေးလဲ โอเคအဲ့ဆိုအရင်လိုပဲချစ်တုံးပဲပေါ့နော် ဟုတ်ကဲ့ပါတယ်လိုချင်တဲ့အတိုင်းပဲချစ်တုံးလေးပြန်လုပ်ပေးပါပေါ့ဘာတွေဆက်လုပ်ကြမလဲ โอเคအဲ့မှာဘာမှဆက်မလုပ်ချင်တော့လေတော်ဒီလောက်နဲ့ပဲရက်မယ်လေနော်ဒီထက်လက်လွန်ချက်သွန်ဖြစ်တော့လို့အဆင်မပြေဘူးနော် ရပါတယ်တဲ့ဒီလောက်နဲ့ရက်ချင်တယ်ဆိုရင်လည်းရလိုက်ပါမယ်စကားပြောရတာပြောဖို့ကောင်းပါတယ်နောက်မှပြန်တွေ့ကြပါလေ မင်းကဆက်သွားခြင်းလို့ဆက်သွားခြင်းလို့ ဟုတ်ကဲ့ပါတင်ဆက်ပြောချင်တယ်ဆိုရင်လည်းရပါတယ်ဘာအကြောင်းအရာလေးတွေဆက်ပြောကြမလဲ ပြောလို့ စောကမြ တော်တော်မပြောလို့လေဟိုအိတ်တော့မယ်လေဟိုအရင်တိုင်းပဲနှုတ်ဆက်ကန်ဒီအာဝါပြုံးလေအာဝါအရင်ချစ်တယ်ဆိုတဲ့ဟာလေးပဲနားထောင်အိတ်တော့ ကောင်းပါပြီအိတ်တော့မယ်ဆိုရင်လည်းအိတ်လိုက်ပါတော့အရင်တိုင်းပဲကိုကိုလေးရှင်ကျမရှိမလားတာချပြီနော်အာဝါရမ်းချစ်တယ်လို့ပြောပေးမယ်နော်ကောင်းဆုံးညပါတော့မှပြန်တွေ့ကြမယ် โอเค connect